Hello ဆိုဖီယာတီဗီကနေပြန်လဲကြည့်ဆိုပါရယ်ဒီနေ့ဆိုဖီယာကကော်ဖီဆိုင်လေးမှာထိုင်ပြီးတော့အလုပ်လုပ်ချင်တဲ့ feeling လေးဖြစ်နေတယ်အဲ့တော့ဆိုဖီယာ online မှာကော်ဖီဆိုင်လေးတွေကိုတေးရှာကြည့်ခဲ့တယ်အဲ့လိုရှာကြည့်ရင်းနဲ့မှာဆိုဖီယာစိတ်ဝင်စားတဲ့ဆိုင်လေးဆိုင်တွေ့တယ်အခုဆိုဖီယာအဲ့ဆိုင်လေးကိုရှေ့ကိုရောက်နေရပေါ့နော်အဲ့တော့ဆိုဖီယာစိတ်ဝင်စားတဲ့လိုမျိုး online နဲ့အပြင်မှာတကယ်ကော reality ဖြစ်ရလားဆိုဖီယာ review လေးလုပ်တော့မှဖြစ်တယ်အဲ့ဒီတက်ကြောင့်မလို့အထဲကိုတစ်ချက်လိုက်ကြည့်ပြပါအောင်လို့ဆိုဖီယာဖိတ်ခေါ်တယ်ကဲ let's goဆိုင်လေးကိုဝင်လိုက်တာနဲ့ဝန်ထမ်းတွေရဲ့နေထုမှုကိုအရင်ဆုံးတွေ့ရမှာပါဆိုဖီယာရောက်နေတဲ့ကော်ဖီဆိုင်လေးက Miri ကော်ဖီဆိုင်လေးပဲဖြစ်ပါတယ်ဆိုင်လေးရဲ့အတွင်းပစ္စည်းမှုကာလာကလည်းစိတ်ကိုကြည်လင်သွားပြီးထိုင်ပြီးအနားယူခြင်းနဲ့စိတ်ကိုဖြစ်စေပါတယ်ကော်ဖီဖြော်တဲ့နေရာလေးကိုကြီးလိုက်တာနဲ့တင်အစားတောက်တွေရဲ့တန်ရှင်းမှုကိုဂရုစိုက်ထားတာကိုခံစားရမှာပါ toilet ထဲမှာတော့လှအောင်ပြင်ဆင်ပေးထားတာဆိုတော့ဘယ်လောက်တော့ photo spot တွေများလိုက်မလဲစဉ်းစားကြည့်လိုက်တော့နော်အဲ့တော့အရင်ဆုံးဆိုဖီယာထိုင်မဲ့နေရာလေးယူလိုက်ပါမယ်ဆိုဖီယာအလုပ်လေးလုပ်လို့အဆင်ပြေမဲ့တောက်တနေရာကိုယူထားတယ်နေ့လည်စာလေးစားထားတော့အချိုးဝဲလေးပဲမှာလိုက်ပါတယ်အေးလေးနဲ့စိတ်ကိုကြည်လင်နေတော့အလုပ်လုပ်ရတာလည်းအရန်ကောင်းပါတယ်အရသာကလည်းပြောစရာမလိုအောင်ကောင်းတယ်ပိုရှင်လည်းအရင်များပါတယ်ကဲအခုတော့ဘယ်နေရာရောက်လုပ်တဲ့အလုပ်လုပ်တော့မယ်ပြောမယ်ဆိုရင်ဆိုဖီယာဒီဆိုင်လေးကထိုင်ခဲ့ရတဲ့ feeling ကတော့စိတ်ကိုလန်းဆန်းသွားစေပါတယ်ပြီးတော့သူ့ရဲ့အစားအသောက်တွေအရသာကောင်းတယ်သူ့ကိုပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ service ကဆိုဖီယာအတွက်တော့ fair ဖြစ်တယ်လို့ခံစားရတယ်ပြီးတော့လူငယ်တွေကြိုက်မဲ့ Instagram vibe ကလေးကိုဆိုင်လေးကပြင်ဆင်ပေးထားတော့လူငယ်တွေတော်တော်များများလာတာကိုတွေ့ရတယ်ဒါပေမဲ့ဆိုဖီယာတခုတော့ပြောချင်တာရှိတယ်အဲ့ဒါပါလဲဆိုတော့သူ့မှာထိုင်ကုန်လေးအခင်းချင်းလေးတွေကိုသူကကြစ်လေးလေးလုပ်ပေးထားတဲ့အတွက်ကြောင့်အနေငယ်တော့ privacy မဖြစ်ဘူးလို့ခံစားရပါတယ်အဲ့တော့ private room လေးတွေပြင်ဆင်ပေးထားမယ်ဆိုတော့ပိုကောင်းလာမယ်လို့မျှော်လင့်ပါတယ်အဲ့တော့အခုလိုမျိုးဆိုင်လေးကိုလာချင်တဲ့သူတွေအတွက်ဆိုရင်ဒီဆိုင်လေးကမြက်ကန်သာတင်လန်2ရက်ကွယ်ကမာရွတ်မြို့နယ်မှာတရှိပါတယ်ဆိုဖီယာအခုလိုမျိုးလှတဲ့ဆိုင်လေးတွေကိုနောက်ပိုင်းမှာလည်း review လုပ်ပြီးတော့မှဖြစ်လို့ဆိုဖီယာရဲ့ channel လေးကို follow and subscribe လုပ်ဖို့မမေ့နဲ့เนาะဆိုဖီယာတို့နောက်ဗီဒီယိုများပြန်တွေ့ကြမယ်တဒါ